အာရကန်ဒေတာမြောက်မြို့ကမ္ဘာလာဆုံးမြို့90စင်းနဲ့နံပါတ်3နေရာပါဝင်လာ American New York မြို့ခြေဆိုင် Forbes Magazine က Unforgettable Travel Company ရဲ့အချက်အလက်များကိုအခြေခံပြီး2025ခုနှစ်အတွက်သွားလေတင်သည့်ကမ္ဘာလာဆုံးကြီးရွာ90စင်းကိုထုတ်ပြန်ခဲ့ပါတယ်။ထိုစင်းထဲမှာအာရကန်ဒေတာမြောက်မြို့ကိုနံပါတ်3နေရာတွင်သတ်မှတ်ထားခဲ့ပါတယ်။မြောက်ဦးဟာအရင်ခေတ်တွင်ရခိုင်ပြည်များထိနှက်ဆုပ်ဆံခဲ့သောနန်းတော်မြို့အောင်ဖြစ်ပြီးတမိုင်းရေးကြီးမြို့တစ်မြို့ဖြစ်မှတ်တမ်းတင်ထားရှိပါတယ်။ယခုအခါကမ္ဘာအလှဆုံးကြေးရွာစင်းနဲ့အာရှနိုင်ငံများနဲ့ထိပ်တန်း30တွင်ပါဝင်လာခြင်းကြောင့်နိုင်ငံတကာအဆင့်မှာထပ်မံအသိမှတ်ပြုခံရစေပါတယ်။မြို့တွင်တွင်တဘာဝတောင်တန်းလာပါများ8000ပထုထုတ်ကန်သိပ်ဖျားစားသည့်ကျောင်းဆောင်ပထုများနဲ့မန်ငါပါဖျားနန်းတော်ရကုန်းချံမြင့်များကိုလည်းမြင်တွေ့ရနိုင်ပါတယ်။ပြည်သူတို့ကတော့ကမ္ဘာဆင့်သုံးစင်းဝင်နိုင်ခဲ့တဲ့အတွက်အရန်ကိုဂုဏ်ယူမိပါတယ်။မြောင်မျိုးဟာရှေးအောင်တမိုင်းဝင်နေရာများစွာတည်ရှိနေတဲ့နေရာတစ်ခုပါ။ပြည်မနဲ့အလံဝေတာကြောင့်ခီးသွွားတွေများပြမရောက်ခဲ့ကြပေမယ့်ရောက်ဖို့သူတိုင်းကတော့တကယ်ကိုမမေ့နိုင်စရာမြင်ကွင်းနဲ့တမိုင်းဝင်နေတဲ့တစ်ခါရောက်ဖို့ရင်အချိန်ချင်းသွားခြင်းနဲ့ခန်းစားချက်တွေရစီပါတယ်။တမိုင်းဝင်တွေကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့တသက်မှာတစ်ခါလောက်တော့ရောက်ဖို့တဲ့နဲ့ရှေးအောင်တမိုင်းဝင်နေရာဒေသတစ်ခုဖြစ်ရှိနေပါတယ်ဆိုပြီးရေးသားထားပါတယ်။နောက်ထပ်ပြည်သူတို့ကလည်းလွန်ခဲ့တဲ့နှစ်တော်ကြာကနှစ်ခါသုံးခါရောက်ဖို့ခဲ့တယ်။ဖျားတွေတီးထားတာသေချာလေးလာဖို့တွေ့ရတော့ရှေးကလူတွေရဲ့ကြီးမားလာတဲ့တရားတရားတွေနဲ့အတွေးခေါ်ဉာဏ်ပညာတွေကိုတကယ်အံ့ဩချီးကျူးမိပါတယ်။အဖို့မပြတ်နိုင်တဲ့သမိုင်းမွေနေတစ်ခုပါပဲ။ဆက်လက်ထိမ့်သိမ်းစောင့်ရှောက်နိုင်ကြပါစီဆိုပြီးတော့ရေးသားထားပါတယ်။ဒီအာရကဒေတာအတွင်းမှာတောင်တန်းဆွဲစုံတဲ့သဘာဝလာတရားများရှေးအောင်မွေနဲ့မငါးပါးဖျားပါဝင်8000ပထုံးနဲ့ထောက်ကန်သိမ်းဖျားပထုံးအစာရှိသည့်ကျောင်းဆောင်ပထုံးများထူပါယုံများနန်းတော်ရကုန်းဤရုပ်ကျွင်းများကိုလည်းမြင်တွေ့နိုင်ပါတယ်။မြောင်မြို့နယ်တွင်နေထိုင်ကြသောလူမျိုးများသည်ရိုးရှင်းသည့်အိမ်များထဲမှနေထိုင်ကြပြီးတမိုင်းရည်ကြီးမှုအမွေနဲ့နေစဉ်လူနေမှုဘဝအလေးထားများကိုပေါ်လွင်စေကအေးချမ်းမှုကိုတပြိုင်နက်ခန်းစားရစေမည်မြို့တော်တစ်မြို့ဖြစ်ကြောင်းဖော်ပြထားပါတယ်ပြည်သက်ကြီးရဲ့